2023ခုနဲ့နိုဝင်ဘာ23ရက်မှာစတင်ခဲ့တဲ့ရခိုင်ပြည်မြို့သိမ်းတိုက်ပွဲကြီးဟာဒီကနေ့2025ခုနဲ့နိုဝင်ဘာ23ရက်မှာဆိုရင်နှစ်နှစ်တည်းနဲ့ပြင်းမြောက်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိအာရခတ်တော်ဟာရခိုင်ပြည်တွင်းစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့ကလွှဲပြီးတော့ကြောင်မြို့နယ်အားလုံးကိုသိမ်းပိုက်ထားပြီးရှင်းပြတဲ့ဘလဝမြို့နယ်ကိုလည်းထိန်းချုပ်ထားပါတယ်။လက်ရှိမှာတော့ထိန်းချုပ်ဒေသတွေမှာအုပ်ချုပ်ရေးတရားစီရင်ရေးတို့ကိုဆောင်ရွက်နေပြီးတော့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။အခြားတစ်ဖက်မှာလည်းထိတ်ရှုပ်နေမြေကျပြန့်လာတဲ့အမျှအာရခတ်တော်နဲ့အာရခပြည်သူအစိုးရမှာစိတ်ခေါ်မှုပေါင်းများစွာရင်ဆိုင်လာနေရပါတယ်။အဲ့ဒီစိတ်ခေါ်မှုတွေကိုအကြမ်းဖက်အဖြစ်၃ခုတွေ့ရပါတယ်။အဲ့ဒါတွေကတော့စက်ကောင်စီရဲ့တံပြန်ထိုးဆက်မွတ်စလင်လက်နက်ကိုင်တွေရဲ့ရှင်းချောက်မှုနဲ့ဒေသတွင်းစင်းရဲကြက်တဲမှုနဲ့လူသားချင်းစာနာထောက်ထားရေးကိစ္စတို့ဖြစ်ပါတယ်။အာရခတ်တော်လက်ရှိဂျုံနေရတဲ့စိန်ခေါ်မှုတစ်ခုအနေနဲ့စက်ကောင်စီရဲ့တံမြန်ထိုးစစ်ကြောင့်ထိတ်ချုပ်နေမြေတွေကိုကာကွယ်ရမယ့်စိန်ခေါ်မှုကြီးတစ်ခုရှိနေပါတယ်။ရှမ်းမြောက်ဒေသမှာစတင်ခဲ့တဲ့10ကိုဆက်စင်ကတဆင့်နိုင်ငံတော်မျိုးသိမ်းတိုက်ပွဲတွေမှာတော်လိုင်းအင်အားစုတွေဟာစက်ကောင်စီလက်ထက်ကနေမြို့ပေါင်း100အနီးပါးကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့စက်ကောင်စီရဲ့တံမြန်ထိုးစစ်ကြောင့်ထိတ်ချုပ်မြို့နယ်တွေကိုပြန်လည်လွှဲပေးနေရပါတယ်။ကိုကန်တဲ့ MNDA ဟာလာရှိုးမြို့ကိုလက်လွှတ်ထားရပြီးတအန်းတက်ဒီနယ်လေးကလည်းနောက်ရှိုးကြောက်မွဲတဲ့တီဘောမြို့တို့အပြင်မိုးကုန်းနဲ့မိုးမိတ်မြို့တွေကလည်းဆုတ်ခွာရမယ်လို့စက်ကောင်စီနဲ့သဘောတူထားပါတယ်။ရွေးကောက်ပွဲကျင်းပနိုင်မဲ့ရေမန်းရှက်နဲ့လက်လွတ်ထားရတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်ဖို့အပြင်းထန်ကြိုးပမ်းနေတဲ့စက်ကောင်စီဟာရခိုင်ပြည်ကအန်းတောင်ကုန်းတန်တွင်းနဲ့ဂွားမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပဖို့ဆန္ဒရှိနေပြီးတော့ပဲခူးမကွေး ARD ဘက်ကမြေပြင်ထိုးဆက်ပြင်းပြင်းထန်ထန်ဆောင်ရွက်နေပါတယ်။စက်ကောင်စီဟာမြေပြင်ထိုးဆက်နဲ့နေကြောင်းတိုက်ခိုက်မှုအပြင်ရေတပ်အင်အားအသုံးပြုပြီးတော့ကန်တက်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့စည်ရေးသုံးသက်သူစီရီယံဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်ရခိုင်စစ်မျက်နှာပြင်ပေါ့နော်ရခိုင်စစ်မျက်နှာပြင်ဘက်ကိုစစ်တပ်ကတော့စိတ်တိုင်းကြပေါ့နော်စိတ်လွတ်ကိုလွတ်ဖွင့်လို့ရလာပြီအခုလောလောဆယ်အရေးကြီးနေတဲ့စစ်မျက်နှာဆိုရင်တော့ရခိုင်တောင်ပိုင်းပေါ့အဓိကသူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့အန်တောင်ကုတ်တန်တွဲခွအဲ့ဒီဘက်တွေမှာကျွန်တော်တို့လေချောင်းရောရေချောင်းရောတိုက်ခိုက်မှုတွေရှိလာနိုင်ပြီးတော့ရေတွေကနေပဲကန့်တက်တဲ့ပုံစံမျိုးတွေအထိဖြစ်လာနိုင်တယ်စစ်ကောင်စီရဲ့လှုပ်ထုံးလုံးလေးအရာစည်ရေးအရာ PR ပေးနေတာအပြင်အရသားတွေကိုပြစ်မှတ်ထားပြီးတော့ပုံတော်ကျွန်းရဲ့တစ်တောင်မင်းပြားကြောက်ဖြူမျိုးနယ်တွေမှာလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေပါတယ်။ရှင်းပြည်ဘက်ကထိုးဆက်ဆင်လာတဲ့စက်ကောင်စီစက်ကြောင်းတွေကိုလည်းရှင်းညီနောင်အဖွဲ့နဲ့အာရခတ်တော်တို့ပူးပေါင်းခုခံမယ်လို့ရှင်းညီနောင်ပြောခွင့်ရဇလိုက်ရောမန်ကပြောကြားခဲ့ပါတယ်။အဲ့ဒါအပြင်စက်တွေနဲ့ကြောက်ဖြူစက်မျက်နှာတွေမှာလည်းစက်ကောင်စီကအင်အားဖြစ်တင်ပြီးတော့တောင်မြန်ထိုးဆက်ဆင်နေဖို့ကြိုးပမ်းနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ကြောက်ဖြူမှာစက်ကောင်စီကမြို့ပပတ်လည်း14မိုင်ဒီကြေးရည်လေးအင်အားသုံးပြီးထိုးဆက်ဆင်နေတာကြောင့်အာရခတ်တော်ဘက်ကနောက်ဆုံးပေးနေရတဲ့အနေအထားရှိနေတယ်လို့ဒေသခံတွေကသိရပါတယ်။အလားတူပဲစစ်တွေစက်မျက်နှာပြင်မှာလည်းစက်ကောင်စီကလက်လက်ကြီးလေကြောင်းဒရုန်းတွေနဲ့ပုံတော်ကျွန်းရဲ့တစ်တောင်ပေါက်တော်မြို့နယ်တွေကိုနေ့စဉ်လှမ်းပစ်မှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။အာရခတ်တော်ဟာ2024ခုနှစ်ဒီဇင်ဘာမှာမောင်တော်မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ချိန်မှာမွတ်စလင်လက်နက်ကိုင်တွေဟာအာရခတ်တော်ကိုတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်လာနေတာကလည်းအာရခတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။အာဆာ RS တပ်ဖွဲ့ဝင်တွေဟာမောင်တော်မြောက်ပိုင်းနဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တကြောလက်မြက်ကန်ဆက်တွေမှာတိုက်ပွဲဖော်နေပြီးတော့အာရခတ်တော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုထောင်းမြောက်ပစ်ခတ်မှုတွေရှိနေပါတယ်။အဲ့လိုပဲအာဆာတပ်ဖွဲ့ဝင်တွေကလည်းမယူတောင်ကျောတစ်လျှောက်မှာလှုပ်ရှားနေပြီးဒေသခံအရသားတွေကိုအကြမ်းဖက်တပ်ဖြစ်တာတွေရှိနေပါတယ်။အဲ့လိုမွတ်စလင်လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုတွေကြောင့်ပုတိတော်နဲ့မောင်တော်မြို့နယ်အတွင်းမှာအခုနဲ့မေလာကနေအော်တိုဘာလအထိအရသားသေဆုံးသူ61ယောက်အထိရှိခဲ့တယ်လို့ DMG ပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။အခြားတစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကမွတ်စလင်တွေဟာမွတ်စလင်လက်နက်ကိုင်တွေကိုအားပေးထောက်ခံတာအပြင်အာရခတ်တော်ကိုစန့်ကျင်တဲ့စုဝေးပွဲတွေပြုလုပ်နေကြပါတယ်။အဲ့လိုနေဆက်ပတိပခါတွေကြောင့်လက်ရှိမှာအာရခတ်တော်နဲ့ဘင်္ဂလားဒေ့ရှ်တို့ဆက်ဆံရေးတင်းမာနေပြီးစက်ကောင်စီအတွက်လည်းနိုင်ငံရေးဖိအားတစ်ခုဖြစ်သွားနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ RSO အာဆာတို့ကဆိုသူတို့နှောက်ပြီးပေါင်းပြီးအောက်ကသူတို့ကဒီခိုက်ပြီးကိုပြင်လာဖို့ဆိုတော့မှပြင်လာတဲ့ပုံစံမျိုးကဆင်နာပြပြီးခဲ့ပဲအားနေမယ်နဲ့ဒီဝါဆိုကေသူတို့လုံခုံရဲအရာလာဖို့ဆိုတဲ့ပုံစံမျိုးဒီရှက်ပေါအေရှနီရောအမောဆိုအေရှနီဝါဆိုအခန်းကျောင်းနေအောင်လုံးဒီအာရခတက်တော့ကဝါဆိုဒီနောက်ပိုင်း international နိုင်ငံပဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လေတော့နိုင်ငံရေးရတော့လောတန်တမန်ရတော့လောစင်ကိုရှက်ဖက်လာရဲစိတ်ကိုစီမင်းချိုလီပေါင်းဖို့အတွက်လေအဒီကအကောက်ဆုံးအကောက်တခုဖိုင်လာဟာဒီကလေးတော့
လောအခက်အခဲပေါ်မှာဆိုကိုကြော်ဖဲလာပြီးအတွေ့အကြုံပေါ်မှာဆိုအားထက်ပြီးဖိုက်တယ်ဒီအရက်ခတက်တော်အနေနဲ့ဒီပါဒနာကိုအကောဆုံးကြော်လွန်နိုင်မယ်လို့ယုံကြည်ပါတယ် နိုင်ငံတကာအခင်းချင်းမှာလည်းအာရခတက်တော်ကိုလူခွင့်ရေးရှိုးဖောက်နေတယ်လို့ဆက်ဆွဲရှစ်တင်နဲ့မွတ်စလင်အရေးတကြွလှုပ်ရှားသူတွေလူခွင့်ရေးအဖွဲ့အစည်းတွေကဖိအားပေးတိုက်ခိုက်နေတာကိုတွေ့ရပါတယ်အခြားတစ်ဖက်မှာလည်းပြင်းထန်နေတဲ့တိုက်ပွဲတွေအပြင်စက်ကောင်စီရဲ့စီးပွားရေးပိတ်ဆို့မှုတံတွေကြောင့်လည်းလက်ရှိရခိုင်ပြည်မှာစီးပွားရေးကြက်တဲမှုတံကိုပြည်သူတွေခံစားနေကြရပါတယ်ရခိုင်ပြည်ထဲမှာအလောက်ကွယ်ခွင့်လန်းရရှိမှုပညာသင်ကြားခွင့်နဲ့အရှာသမွေးဝမ်းကြောင်းတင်တန်းတွေတက်ရောက်တင်ကြခွင့်ဆုံးရှုံးမှု30နဲ့ရာခိုင်နှုန်းထိရှိနေတယ်လို့အော်တိုဘလာ9ရက်နေ့ကထုတ်ပြန်တဲ့ UNDP အစီရင်ခံစာမှာဖော်ပြထားပါတယ်ရခိုင်ပြည်တွင်းဒေသခံရှောက်သိန်းကျော်စပေးတိတ်ရှောင်နေကြပြီးစာဝတ်နေရေးကျန်းမာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့စပေးရှောင်တွေကပြောကြပါတယ် အစောစောတဲ့ဒီမှာဒီတပူပါခိကတဲ့ကောနာဖုန်းဖုန်းတော့ဒီချမရာစာကတဆုံးပုံစကားဖုန်းဆုံးဆောင်မပေးခေါ်တယ်အဝတီလေးမဝေးနိုင်မဝဲနိုင်你讲老不嘞呗，拉萨我去拍拍，古拍拍，什么去拍拍不早了看，我下要去安弄没得，那多少啦？他们呢，中央路这样弄，一般我去的家给我嘛，我不家给你说呗，现在嘛弄不了，可能没为呢。လက်ရှိမှာတခုတည်းသောကုန်သွယ်ရေးလမ်းကြောင်းအဖြစ်အိန္ဒိယနိုင်ငံမီဇီယမ်လမ်းကြောင်းကိုအာရခတ်တော်ကဖွင့်လှစ်ပေးထားပေမဲ့လက်ခီးကျန်းတမှုအပြင်ကုန်စည်ကန့်သတ်မှုတွေကြောင့်အဆင်မပြေဖြစ်နေကြတယ်လို့ပြောကြပါတယ်မီဇီယမ်ပြည်နယ်ဘက်ကနေ73စီစေဝါနဲ့ဓာတ်မြေဩဇာတွေကိုအကန့်အသတ်နဲ့သာခွင့်ပြုတာတွေကြောင့်ကုန်စည်လိုအပ်ချက်ရှိနေသေးပြီးကုန်စည်နှုန်းဟာလည်းကြီးနေစေဖြစ်တယ်လို့ကုန်သည်တွေစီကသိရပါတယ်အဲ့ဒါကြောင့်စည်ရေးနိုင်ငံရေးဖိအားဒေသတွေစာဝတ်နေရေးအဆင်ပြေစေနိုင်ဖို့အာရခတ်တော်အနေနဲ့စနစ်တကျမဟာဗျူဟာရှာမပြေလှုပ်ဆောင်တင်တယ်လို့ထောက်ပြမှုတွေရှိနေကြပါတယ်ခင်ဗျာ